ခေါင်းကင်မှာလေ90ပြန်ထွက်တာကိုပြိတ္တတို့မြင်ကိုကြပါဗျာတခြားကဘာတစ်ခုစီကမိကိုအဆက်ပြတယ်လို့ခေါင်းကင်မှာပြန်ဝဲနေတဲ့အနက်ရောင်ပွင့်နေဒါမှမဟုတ်ရေပြင်ပေါ်မှာကကုံနေတဲ့ဒေစင်နာမောင်းတွေလိုရေထဲမှာပြက်ပတ်နေတဲ့ထူးဆန်းတဲ့ပူပေါင်းလန်းကြောင်းတွေကယ်လီဖိုးနီးယားပြည်ကကြောက်ကဘာတစ်ခုကနေတောက်ပနေတဲ့ရေတကွန်လိုမိတွေစီးကြနေတာကိုရောမြင်ကိုကြပါဗျာတချို့ကအကြောင်းမပေါ်ကောင်းပေမဲ့ရန်ရှားပတ်လုံးလို့သိပ္ပံပညာရှင်တွေတောင်နှစ်ပေါင်းများစွာထောက်မြော်ကြည့်ရှုရပါတယ်ဒီနေ့မှာတော့ခုလိုထူးဆန်းတဲ့အကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်လို့ဒီလိုလေးကိုစုံထိကြည့်ရှုပေးကြအောင်ညာခေါင်းငင်ဘောကလေကုလစင်း2021ခုနှစ်ဇန်နဝါရီလမှာမွန်ဂိုလီးယားလူတွေဟာကောင်းကင်မှာတပံနဲ့တဲ့အထောက်ပနေတဲ့လေကုလစင်းကိုတွေ့မြင်ခဲ့ရပါတယ်ဒါစမ်းတော့ဒါမှမဟုတ်ပိုင်ဂလီယွန်လို့ခေါ်တဲ့ရှားပါးသဘောဖြစ်တဲ့တစ်ခုပါဒါကဘလုံးဟိခဲ့တဲ့ရာသီဥတုမှာကောင်းကင်နဲ့အနီးဆုံးမှာရှိတဲ့ရေကပ်ပွင့်တွေကြားကနေနေအောင်ကြီးခတ်တန်းသွားတဲ့အခါဖြစ်ပေါ်လာခဲ့ပါတယ်။ရေကပ်ပွင့်တွေကအလင်းကိုကွင်းညွတ်စေပြီးရေရဲ့ဘေးနှစ်ဖက်စလုံးမှာတောက်ပတဲ့အဝိုင်းတွေကိုထန်တီးပေးပါတယ်။ဘေးနှစ်ဖက်စလုံးမှာကြောင်တင်သုံးခုပေါ်လာပြီးနေကုနဆင်းလိုဖြစ်နေတာကိုတွေ့ရပါတယ်။ဒီဖြစ်ရဟာတရုတ်ဒနာရီဟောင်းတစ်ခုလိုနေဆယ်စင်းတစ်ပြိုင်နက်တည်းထွက်ပေါ်ပြီးဘေးအန္တရာယ်တွေဖြစ်ပေါ်စေကသူရဲကောင်းတစ်ခုကနေကိုစင်းကိုပြစ်စားခဲ့တဲ့ဆိုတဲ့အကြောင်းနဲ့ကိုက်ညီနေတယ်။မိုးလေဝသပညာရှင်တွေကဒီမြေခွဲဟာအေးခဲ့တဲ့လေနဲ့ပြည့်ပြည့်စုံတဲ့အလင်းတောင်းတွေကြောင့်ဖြစ်ပေါ်လာတယ်လို့အတည်ပြုခဲ့ကြတယ်။ဒီလိုဖြစ်ရမျိုးကိုလက်စားနဲ့ကလင်တာတို့မှလည်းတွေ့ဘူးခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရဟာအရန်ကိုကြည်လင်တက်တာလို့နာမည်ကြီးသတင်းဌာနတွေကပါကဘာတဝန်းလုံးကိုမျှဝေခဲ့ကြပါရဲ့။ဒါဟာမိနစ်20လောက်ကြာမြင့်ခဲ့ပြီးမှနေတစင်းနဲ့အဖြစ်ပြန်လည်မေးမိန်သွားခဲ့။ညာဂျိုစပိုင်မီးရတကွန်ဖေဖော်ဝါရီလမှာဂျိုစမိုက်မျိုးသားဥယျာဉ်တဲကရေတကွန်ဟာရှော်ရည်ပဲစီးတင်းနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့နေဝင်ချိန်မှာခေါ်ဆဲရေတကွန်ကိုနေကအတိအကျတောင်းကနေခင်းမိတဲ့အခါဖြစ်ပေါ်လာခဲ့ပြီးဒီရှားပါခိရက်ကိုဂျိုစမိုက်မီးရတကွန်လို့ခေါ်ကြုံခဲ့ကြပါတယ်ရေတကွန်ကလိမ်မော်ရောင်နဲ့အနီရောင်တောက်ပနေပေမဲ့ရေအလုံးလောက်ရှိတဲ့အချိန်ကောင်းငင်ကကြည်လင်ပြီးနေဝင်ချိန်ကပြည့်ပြည့်စုံတဲ့တောင်းမှာရှိနေရပါမယ်ဒီရာအားလုံးတစ်ထက်တည်းကြတဲ့အပအလင်းရောင်ကရေပိုတောက်ကဘာပေါ်ကနေမီးတွေကျနေတယ်လို့တောက်ပစီပါပဲကဘာတုံးကတပ်ပုံဆရာတွေနဲ့တဘာဝကိုရှင်းမြတ်နိုးသူတွေဟာဒါကိုလာရောက်ကြည့်ရှုကြတယ်ဒီတောက်ပေါင်းကညနေတိုင်း10မိနစ်ခန့်ကြာမြင့်ပြီးတစ်နေ့ကို2ပတ်ခန့်သာတွေ့မြင်ရပါတယ်ဒါရှော်ရည်တပုံနဲ့တူပေမဲ့အချိန်ကိုက်ပြည့်ပြည့်စုံမှုပဲဖြစ်ပါတယ်ရိုးစမိုင်းမှာမုန်သားကဖြစ်ခဲ့တဲ့မီးရတပုံဟာနှစ်ပေါင်း1800တုန်းကလူတွေဟာပြပွဲအတွက်မိခဲတွေကိုချောက်ကဘာပေါ်ကနေတွန်းရှာခဲ့ကြပြီး1968ခုနှစ်မှာရပ်တန့်သွားခဲ့ပါတယ်။တဘာဝမီးရတကွန်ကိုနောက်ပိုင်းမှာတွေးရှိခဲ့ရတာဖြစ်ပြီးတဘာဝအတိုင်းအပြည့်အဝဖန်တီးထားတာကြောင့်ပိုပြီးရင်သက်ရှုမောတရားကောင်းမှာမြောက်စတူရန်လိုင်းမြောက်သမုတ်တရားလိုင်းတွေကပုံမှန်အားဖြင့်ရှောမွေးတဲ့မြင်းကြောင်းတွေအတိုင်းရွှေလျားကြပေမဲ့ရှားပါတဲ့နေရာတွေမှာတော့အေယာမစစ်တူရင်ခုန်ကြီးကိုရေပြင်ပေါ်မှာပြည့်ပြည့်စုံတဲ့ဇရာအပွက်တွေဖြစ်ပေါ်လာအောင်တစ်ခုနဲ့တစ်ခုဖြတ်ကျော်နေတတ်ကြတယ်။ဒါတွေကိုစတူရန်လှိုင်းတွေလို့ခေါ်ပြီးမတူညီတဲ့ဥဒိယာကနေလှိုင်းစနစ်နှစ်ခုဆုံတဲ့အခါဖြစ်ပေါ်လာတယ်။ဒါကများသောအားဖြင့်ပင်လယ်ပြင်အဝေးမှာဖြစ်တတ်ပေမဲ့တစ်ခါတလေကမ်းခြေကိုရောက်လာတတ်ပါလေ။မီတာရာနဲ့စီတီကျဲပြန့်တဲ့စတူရန်လှိုင်းတွေကိုပြင်သစ်နိုင်ငံဒူရိကမ်းရိုးတန်းနဲ့အနီးဆုံးနေရာတွေမှာအများဆုံးတွေ့မြင်ရတတ်ပါတယ်။ဒေတိုင်းလုံးနဲ့ဒီရေရှင်တွေကိုကြည့်ပြီးဒီလိုရှားပါတဲ့ပုံစံကိုကြည့်ရှုဖို့ခီးသွားတွေလာရောက်ကြတယ်။အပေါ်ကနေကြည့်ရတာငြိမ်သက်နေသလိုထင်ရပေမဲ့စတူရန်လိုင်းတွေနော်ရေကူးသမားတွေနဲ့ပင်ငယ်တွေအတွက်အန္တရာယ်ရှိပါလေ။ဖြတ်ကျော်နေတဲ့လှမ်းနေတာပြင်းထန်တဲ့ရေစီးချောင်းတွေကိုဖြစ်ပေါ်စေပြီးဟန်ကျဲညီအောင်ထိန်းထားဖို့ခက်ခဲစေတာကြောင့်အသက်ကယ်သမားတွေကဒီလိုအချိန်တွေမှာလူတွေကိုရေထဲမဆင်းဖို့မကြာခဏသတိပေးထားတတ်ပြီးသိပ္ပံပညာရှင်တွေကတော့ရိုးရိုးတပ်ပုံတွေနဲ့သမုဒ္ဒရာပုံစံတွေကိုအသုံးပြုပြီးစတူရန်လိုင်းတွေကိုလေးလာကြပါတယ်ည